Mourinho ကိုစားထိုးနိုင်ခြေရှိတဲ့နီးပြ3ဦး Manchester United အသင်းကတော့ Premier League ပွဲစဉ်6မှာ Brentford အသင်းကို3ဂိုးတဂိုးနဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။ United ကတော့ဒီဟာဒီ Premier League 6ပွဲကစားပြီး2ပွဲနိုင်1ပွဲတည်ရင်3ပွဲရှုံးနိမ့်ထားခဲ့ရတာပါ။ဒီကအသင်းကြီးသတင်းအနေနဲ့အတော်လေးကမှစိုးရတဲ့ရလက်လို့ပဲဆိုရပါလိမ့်မယ်။ဒါကြောင့်မလို့ United ဘိုးဖွဲ့ဝင်တွေဘက်ကလည်းနီးပြနေရာကိုပြောင်းလဲလုပ်ဖို့စတင်စဉ်းစားနေပါပြီ။ Mourinho ကိုစားထိုးနိုင်ခြေရှိတဲ့နီးပြ3ဦးလောက်ရှိနေပါပြီ။နံပါတ်1 Oliver Glasner ဒီအဒီမှာ Crystal Palace အသင်းပဲ Premier League မှာရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။ Palace ကပူပူနေနေပဲလက်ရှိချန်ပီယံ Liverpool အသင်းကိုအနိုင်ယူပြထားတာပါ။ Oliver Glasner က United နီးပြသစ်စီးရဲမှာနံပါတ်1နေရာကနေပြေးနေပါတယ်။နံပါတ်2 Marco Silva ဖူအန်သင်းရဲ့ပေါ်တူဂီနီးပြ Marco Silva ကလည်း United အသင်းရဲ့ပြစ်မှတ်စင်းထဲမှာပါဝင်နေပါတယ်။ Premier League တွေးကြုံရှိတဲ့နီးပြတယောက်မလို့ United ဘုတ်ဖွဲ့ဝင်တွေကမျက်စိကျနေတာဖြစ်ပါတယ်။ Premier League တွေးကြုံရှိတဲ့နီးပြတယောက်မလို့ United ဘုတ်ဖွဲ့ကမျက်စိကျနေတာဖြစ်ပါတယ်။နံပါတ်3 Gareth Southgate အင်္ဂလန်နီးပြဟောင်း Gareth Southgate တယောက်ကလည်း United အသင်းရဲ့နီးပြပြစ်မှတ်ထဲမှာအမြဲတမ်းကိုရှိနေသူတယောက်ဖြစ်ပါတယ်။ Sir Jim Ratcliffe တို့ကလည်းအင်္ဂလန်သားဖြစ်တဲ့ Southgate ကိုအတော်လေးကိုမှသဘောကျနေတာဖြစ်ပါတယ်။ဘယ်သူကို United နီးပြအဖြစ်မြင်တွေ့ခြင်းကြပါသလဲ။ comment မှာမှတ်ချက်ပေးသွားကြပါဦးနော်။